United ကအမ်မွေရဲ့အပြောင်းအရွှေ့ကိုပြီးတက်ပြီးတာနဲ့ကစားမရောင်းချမှုဘက်ကိုလှည့်သွားတော့မှာဖြစ်ပါတယ်။ United ကစားမရောင်းချမှုကိုနှစ်ပိုင်းခွဲထားတယ်။ပထမတစ်ပိုင်းကရောင်းကိုရောင်းမဲ့ကစားသမားနဲ့နောက်တစ်ပိုင်းကတော့ခြေစွမ်းနဲ့ဒီကစားသမားလိုအပ်ချက်ပေါ်မူတည်ပြီးတော့ရောင်းထုတ်မဲ့ကစားသမားပေါ့နော်။အဲရောင်းကိုရောင်းချမဲ့ကစားသမားမှာတော့အားလုံးသိတဲ့အတိုင်း၄ယောက်ရှိတယ်။ပထမတစ်ယောက်ကတော့ Bradford ဒုတိယတစ်ယောက်က Sancho နောက်ပြီးတော့ Anthony ပြီးတော့ Garnacho ပေါ့နော်။လောလောဆယ်မှာဒီ၄ယောက်အတွက်လည်းကမ်းလှမ်းမှုတွေကိုရထားတယ်။ခုချိန်ဒီကစားသမားတွေနဲ့ဒီသူတို့ကမ်းလှမ်းထားတဲ့အသင်းတွေနဲ့လာစာကိစ္စညှိနှိုင်းတာတွေ United နဲ့အပြောင်းအရွှေ့ကိစ္စညှိနှိုင်းတာတွေလောက်ပဲကြံတော့တယ်။ United က Sancho ကိုတော့ဒီမဖြစ်မနေရောင်းထုတ်သွားမှာဖြစ်ပြီးတော့သူ့ကိုခေါ်ယူဖို့အတွက်နာပိုလီနဲ့ဂျူဗင်တက်တို့ကစိတ်ဝင်စားနေတယ်။နာပိုလီတင်းအနေနဲ့ဒီ Sancho ရဲ့ပြောင်းရွှေ့ကြေးပေါင်25တန်းကိုပေးချေဖို့ပြဿနာမရှိပေမဲ့ Sancho ရဲ့လောက်ခလာစာပေါင်3သိန်းခွဲကိုပေးချေဖို့လက်တွန့်နေတယ်။နာပိုလီက Sancho အများဆုံးပေးရင်ပေါင်2သိန်းပဲ။ဒါပေမဲ့ Sancho ကလည်းလောက်ခလာစာရှော့မယူဘူးလို့ပြောထားတဲ့အတွက်ဒီအပြောင်းအရွှေ့ကဖြစ်လာဖို့တော့ကြံ့ကြာအောင်ပဲ။နောက်ပြီး Rashford ကိုတော့ပွင့်နေပြောလို့ရှိရင်ဂျူဗင်တက်တို့ AC Milan တင်းတို့ကခေါ်ယူဖို့စိတ်ဝင်စားနေတယ်။ဘာစီလိုနာကလည်းငားတဲ့ခေါ်ယူဖို့စိတ်ဝင်စားနေတယ်။ United က Rashford ရဲ့တန်ကြေးကိုပေါင်30သတ်မှတ်ထားတယ်။ဒါပေမဲ့ United ကအငှားချတာတက်ဆိုင်အပိသက်ရောင်းချဖို့ကိုပဲပို့ပြီးတော့စေရထက်တယ်။တစ်ဖက်ကဘာစီလိုနာကိုပြန်ကြည့်မယ်ဆိုရင်လည်းသူကနီကိုဝီလီယံခေါ်ရအောင်မှဖြစ်တဲ့အတွက် Rashford ရဲ့ပြောင်းရွှေ့ခြင်းကိုပေးချေဖို့အတွက်အဟန့်တာဖြစ်နေတယ်။အန်တိုနီကတော့ Real Betis နဲ့ဆက်လက်ဆွေးနွေးမှုတွေလုပ်နေပြီးတော့သူ့ကို Atletico Madrid ကလည်းခေါ်ယူဖို့စိတ်ဝင်စားနေတယ်။ Betis အနေနဲ့အန်တိုနီကိုဒီကစားသမားကိုနှူးပိုင်ပုံစံမျိုးလုပ်မယ်လို့စဉ်းစားထားတယ်။နှစ်နှစ်အတွင်းမှာဒီအန်တိုနီကိုသူတို့ခေါ်မယ်။ဒီနှစ်နှစ်အတွင်းမှာသူတို့ကအန်တိုနီအတွက်ပြောင်းရွှေ့ခြင်းကိုသူတို့အနေနဲ့ခွဲပြီးပေးမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်။နောက်ပြီးတော့ဂါနာချိုကတော့အခုလောလောဆယ်မှာ Premier League မှာပဲကစားချင်တယ်လို့ပြောထားတဲ့အတွက်သူ့ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်။နာပိုလီတို့ဂျူဗင်တက်တို့ AC Milan တို့ကနောက်ဆုတ်သွားခဲ့ပြီ။လက်ရှိမှာဂါနာချိုကတော့ဒီ Premier League ကလပ်တွေဖြစ်တဲ့ဒီ Arsenal, Chelsea တို့နဲ့ဆွေးနွေးမှုတွေရှိနေတယ်ဆိုပြီးတော့ဒီ ESPN သတင်းဌာနကဖော်ပြသွားခဲ့တာကိုတွေ့ရတယ်။ဒီနေ့နဲ့ဒီစားမတွေ၄ယောက်လုံးကိုရောင်းချခြင်းရနေပြီးတော့အပေါင်တန်း100ဝန်းကျင်လောက်ရရှိဖို့မျှော်မှန်းထားတယ်။အဲ့ဒီပေါင်တန်း100နဲ့သူတို့အနေနဲ့သူတို့ရဲ့တိုက်စစ်မှုနံပါတ်9တိုက်စစ်မှုစစ်တဲ့100ကိုပြန်လည်ခေါ်ယူသွားဖို့ရည်မှန်းထားတယ်ဖြစ်ပါတယ်။ United ကနေပြီးတော့ဒီစားမတွေထွက်ခွာသွားမလဲ။ဒီစားမတွေကတကယ်ပဲ United ကနေထွက်ခွာတင်လားဆိုတာပြည်သက်ကြီးကအောက်ပါကွန်မန့်မှာပြောပြခဲ့ပါဦး။ဒီနေ့ဗီဒီယိုဖြစ်မြောက်ရေးအတွက်ကိုကြီးပန်ဖို့ပေးထားတာကတော့ 38 Gaming ကပဲဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့ဝါသနာပါလို့ဘောဝဲတွေကစားချင်နေဆိုရင်တော့Page Messenger မှာ link တောင်းပြီးအကောက်ဖွင့်မှာက20%ဘောနဲ့ရရှိမှာဖြစ်ပါတယ်။